ဒီနေ့တော့အရသာပြင်းပြင်းနဲ့ဟင်းတစ်မျိုးချက်ပြသွားမှာပါအတူတူလိုက်ကြည့်ရအောင်မင်္ဂလာပါရှင် Parent Pan မှာကြိုဆိုပါရစေဒီဘူးသီးလေးကနုနုလေးဖြစ်ရင်ဟင်းရီပို့ချိုပါတယ်ရှင်ဘူးသီးကိုအခွန်နွားပြီးအနေတော့အတုံးလေးတွေတုံးထားမယ်နော်ကြက်သားလက်ဆက်ရင်ဟင်းအရသာပိုကောင်းလာပါတယ်ပစ္စည်းတွေအားလုံးအဆင်သင့်ဖြစ်ပါပြီနော်အခုတော့ချက်ဖို့စတင်ရအောင်ဟင်းခက်အမွှေးအကြိုင်တွေကိုညက်နေအောင်မထောင်းပဲဒီလိုလေးထောင်းမှကာလာသားဟင်းအနံ့ကထွက်လာမှာပါအခုကြက်သားကိုထည့်ပြီးအနံ့မွေးလာအောင်လုံးပေးပါမယ်လေးကအရန်မွှေးလာပြီနော်ရေကိုအသားနဲ့ဘူးသီးမြုပ်ုံလောက်ပဲထည့်ပါမယ်ဘူးသီးလေးတွေနူးဤသွားရင်ဟင်းရီကအရန်ချိုလာမှာနော်အရန်ကောင်းပါတယ်ဟင်းရီကချိုပြီးအနံ့လဲမှုေးပါတယ်အဆင်ပြေပြီဆိုတော့အတူတူသွားစားကြရအောင်နော်အရန်စားလို့ကောင်းပါတယ်ရှင်ဒီဗီဒီယိုကိုကြိုက်ရင် like နဲ့ subscribe လုပ်ပေးပါနော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်